တခါတော့ကသမီးဖြစ်သူဟာသူ့ဘဝကအရန်ကိုစိတ်ပြည့်စရာကောင်းနေပြီးဒါဒီကိုဘယ်လိုကြော်ဖဲရမလဲမသိတော့ဘူးဆိုပြီးသူဖခင်ကြီးကိုယင်ဖွေးနေခဲ့ပါတယ်။သူမဟာအမြဲတမ်းရုန်းကန်နေရတာတွေတိုက်ပွဲဝင်နေရတာတွေကိုတကယ်ပဲစိတ်ကုန်နေပြီဖြစ်ပါတယ်။ပြဿနာတစ်ခုကိုဖြေရှင်းလို့ပြီးသွားရင်နောက်ထပ်ပြဿနာတစ်ခုကချစ်ချင်းဆိုသလိုရောက်လာတယ်လို့ပါပဲ။စာဖို့မူကြီးဖြစ်တဲ့သူဖခင်ကြီးကတော့သူမကိုမိဖို့ချောင်ထဲခေါ်သွားခဲ့ပါတယ်။သူကအိုးတုံးလုံးလေးကိုရေဖြည့်ပြီးမိပြင်းပြင်းနဲ့တီးလိုက်ပါတယ်။ရေတွေပွက်ပွက်ဆူလာတဲ့အခါမှာတော့အိုးတလုံးလေးကိုအာလူးတွေထည့်ဒုတိယအိုးလေးကိုကြက်ဥတွေထည့်ပြီးတတိယအိုးလေးကိုတော့ကော်ဖီစိတ်အမုံတွေထည့်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူ့သမီးလေးကိုဘာတခုမှမပြောပဲဒီအတိုင်းစူးပွက်အောင်ထားလိုက်ပါတယ်။သူ့သမီးလေးကတော့ညင်းညင်းညူညူနဲ့စိတ်မရှိစွာဆောင်ဆိုင်နေပြီးသူဖခင်ဘာတွေလုပ်နေတာလဲဆိုတာကိုသိချင်နေခဲ့ပါတယ်။မိနစ်20လောက်ကြာတဲ့အခါမှာတော့ဖခင်ဖြစ်သူကမီးပိတ်လိုက်ပါတယ်။သူကအိုထဲကအာလူတွေထုတ်ပြီးပန်းကန်လုံးနဲ့ထည့်လိုက်ပါတယ်။ကြက်ဥတွေကိုလည်းထုတ်ပြီးပန်းကန်လုံးနဲ့ထည့်လိုက်ပါတယ်။ပြီးတော့ကော်ဖီတွေကိုခတ်ထုတ်ပြီးခွက်ထဲထည့်လိုက်ပါတယ်။သမီးဖြစ်သူပဲလှည့်ပြီးတော့သမီးဘာတွေမြင်လဲလို့မေးလိုက်ပါတယ်။အာလူကြက်ဥနဲ့ကော်ဖီတွေလေလို့သူ့သမီးကအလောတကြီးပြန်ဖြေပါတယ်။တေချာနီးနီးကကြည့်ပါအောင်။အာလူတွေကိုလည်းဂိုင်းကြည့်လိုက်ပါအောင်လို့သူကပြောလိုက်ပါတယ်။သူမကဂိုင်းကြည့်လိုက်တဲ့အခါအာလူတွေကပျော့သွားတာကိုသတိထားမိလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဒီဖခင်ကြီးကကြက်ဥတစ်လုံးကိုယူပြီးခွဲကြည့်ဖို့ပြောပါတယ်။အခွင့်တွေကိုခွာလိုက်တဲ့အခါမှာတော့ကြက်နေတဲ့ကြက်ဥအနက်ခဲကြီးကိုသူမတွေ့လိုက်ရပါတယ်။နောက်ဆုံးမှာတော့ဖခင်ဖြစ်သူကကော်ဖီကိုမြည်ကြည့်ဖို့ပြောပါတယ်။ကော်ဖီရဲ့မွေးဖြန့်တဲ့ရနံကြောင့်သူမရဲ့မျက်နှာမှာပြုံးရည်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဖေဖေဒါကဘာကိုစိုးလို့တာလဲဟင်လို့သူမကမေးလိုက်ပါတယ်။ဒီအာလူတွေကြက်ဥတွေနဲ့ကော်ဖီဆေးတွေဟာတူညီတဲ့အခက်အခဲဖြစ်တဲ့စူပွက်နေတဲ့ရေနွေးပူနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့သူဖခင်ကြီးကရှင်းပြပါတယ်။ဒါပေမဲ့တခုချင်းစီရဲ့တုံ့ပြန်ပုံကတော့မတူညီကြပါဘူး။အာလူဟာအစာပိုင်းမှာမားကြော်ပြီးခိုင်မာပုံရပေမဲ့ရေနွေးပူထဲရောက်တဲ့အခါမှာတော့ပျော့ညံသွားခဲ့တယ်။ကြက်ဥကတော့နုနယ်ပါတယ်။သူ့ရဲ့ပါလွာတဲ့အခွင့်လေးကအတွင်းကရေတွေကိုကာကွယ်ပေးထားပေမဲ့ရေနွေးပူထဲရောက်သွားတဲ့အခါမှာတော့အတွင်းပိုင်းကမာကြော်သွားခဲ့ရတယ်။ဒါပေမဲ့ကော်ဖီဆေးအမုံတွေကတော့ထူခြားပါတယ်။သူတို့ကရေနွေးပူနဲ့ထိတွေ့လိုက်တဲ့အခါမှာရေကိုပါပြောင်းလဲပစ်လိုက်ပြီးအထူးအစမ်းတစ်ခုကိုဖန်တီးလိုက်နေတာပဲ။သမီးကတော့ဘယ်လိုလူမျိုးလဲလူသူကသမီးဖြစ်သူကိုမေးလိုက်ပါတယ်။အခက်ခဲတွေကသမီးရဲ့တကားကိုလာခောက်တဲ့အခါသမီးဘယ်လိုတုံ့ပြန်မလဲ။အာလူလားကြက်ဥလားဒါမှမဟုတ်ကော်ဖီဆေးလားဒီဇလန်းလေးကနေရရှိနိုင်တဲ့အဓိကသင်ခန်းစာကတော့လောကတိုင်းရဲ့ရိုက်ခတ်မှုတွေကိုကျွန်တော်တို့ဘယ်လိုတုံ့ပြန်တယ်လဲဆိုတာပါပဲအခက်ခဲဆိုတာလူတိုင်းအတွက်တူညီနိုင်ပေမဲ့အဲ့ဒီအခက်ခဲကနေကျွန်တော်တို့ဘယ်လိုရလက်မျိုးထွက်လာမလဲဆိုတာကတော့ကိုယ့်အပေါ်မှာပဲမူတည်နေပါတယ်အာလူလိုမျိုးအခက်ခဲတွေကြားမှာပျော့ညံသွားမလားကြက်ဥလိုမျိုးစိတ်နှလုံးတွေခက်ထန်မှကြော်သွားမလားဒါမှမဟုတ်ကော်ဖီစိတ်လိုမျိုးအခက်အခဲတွေကိုအခွင့်အလမ်းအဖြစ်ပြောင်းလဲပြစ်မလားဆိုတာကအရေးကြီးဆုံးသင်ခန်းစာပဲဖြစ်ပါတယ်။ပြင်ပကဖီးယားတွေထက်ကိုယ့်ရဲ့အတွင်းစိတ်ကဘလို့တုံ့ပြန်တယ်လဲဆိုတာကသာဘဝရဲ့အရေးတွေကိုဆုံးဖြတ်ပေးသွားတာပဲဖြစ်ပါတယ်။ကော်ဖီစိတ်လိုလူမျိုးဟာအခက်အခဲတွေကိုရင်ဆိုင်ရုံတင်မကပဲအဲ့ဒီအခက်အခဲတွေကနေတဆင့်ပတ်ဝန်းကျင်ကိုပါပုံမကောင်းမွန်အောင်ပြောင်းလဲပြနိုင်စွမ်းရှိကြတာကိုတွေ့လိုက်ရမှာဖြစ်ပါတယ်